အရေးပေါ်အခြေအနေတွေမှာလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်မဲ့နီးမှန်လမ်းမှန်ဆေးရုံသုံးပြုစုနည်းတွေကိုသိထားပြီးပြီလားအဲ့ရတဲ့လှင်းနေရတဲ့လူနာတွေကိုမပင်ပန်းစေပဲဘေးတစ်စောင်းညင်သာစွာလှိမ့်ပြီးဇလုံနဲ့အခင်းတွေကိုစနစ်တကျအလွယ်တကူလှည့်လည်ပေးနိုင်ပါတယ်နှာခေါင်းသွေးထွက်ရင်ခေါင်းကိုနောက်ပြန်လုံးဝမလှန်ပါနဲ့နှာခေါင်းကိုညှစ်ဖိထားပြီးဇက်ကုန်းမှာရေခဲကပ်ပေးတာကအမှန်ကန်ဆုံးပထမရှေးဦးပြုစုနည်းပါခေါင်းတန်ရပြင်းထန်စွာရထားတဲ့လူနာကိုအိယာပေါ်ရွှေ့ပြောင်းတဲ့အခါအခင်းစအကူအညီနဲ့အစိုးတလင်မဟုတ်ပဲညင်သားစွာမတင်ပြီးဖို့လိုအပ်ပါတယ်။ဆေးရုံသုံးယောဂကာကွယ်ရေးလက်အိတ်တွေကိုချွတ်တဲ့အခါမှာလည်းပိုးမကူးဆက်အောင်အတွင်းဘက်ကိုစနစ်တကျလိပ်ပြီးလွှင့်ပြရတာဖြစ်ပါတယ်။ စတိုမာအိတ်တက်ဆိုင်တဲ့အခါမှာလည်းအပေါက်အရွယ်အစားကိုစီးစစ်တိုင်းတာပြီးပတ်ဝန်းကျင်ကိုတန်ရှင်းရေးတေချာလုပ်ပါတက်ဆိုင်ရပါတယ်။လမ်းမလျှောက်နိုင်တဲ့လူနာတွေကိုဒိုင်ပါလဲပေးတာနဲ့ဘီတက်ကလထိုင်းပေါ်ရွှေ့ပြောင်းတာတွေကိုနီလန်းတကျလှုပ်ဆောင်ပေးရပါမယ်။ဒီလိုမှန်ကန်တဲ့ပြုစုနည်းတွေကိုသိထားရင်မိသားစုနဲ့လူနာတွေအတွက်အများကြီးအထောက်အကူပြုမှာမို့လေ့လာမှတ်သားထားကြဖို့တိုက်တွန်းချင်ပါတယ်။